လူတိုင်းမှာမတော်လှန်နိုင်တဲ့ဆွဲလန်းမှုကဘာလို့ဆိုချစ်ခင်ခြင်းနဲ့မုန်းတီးခြင်းပဲဖြစ်တယ်ချစ်ချင်းမုန်းခြင်းဆိုတာလည်းပဲလူရဲ့ရင်ထဲမှာဆွဲနေတဲ့အရာဖြစ်တယ်အဲ့ဒီချစ်ချင်းမုန်းခြင်းဆိုတာကိုမတော်လှန်နိုင်ဘူးဒီအဆွဲလန်းကိုမဖြောက်နိုင်ဘူးဆိုရင်ဘဝမှာကြာဆုံးမှုနဲ့ကြုံတွေ့နိုင်တယ်ဒီကနေ့ခေတ်အဂတိလိုက်စားရဲဆိုတာချစ်ချင်းကြောင့်တစ်မျိုးမုန်းခြင်းကြောင့်တစ်ဖုံးလူလောကမှာမမျှတမှုတွေဖြစ်ခြင်းဟာချစ်ချင်းမုန်းခြင်းကိုအခြေခံတာပဲဖြစ်တယ်အဲ့တော့လူလောကကြီးကိုနှိပ်စက်နေတဲ့စိတ်ဆွဲလန်းမှု၄မျိုးလို့ပြောရမှာဖြစ်တယ်ဒါကဒီစာရကဒေသနာအရပြောတယ်တခြားဟာတွေလည်းစိတ်ဆွဲလန်းမှုတွေရှိနိုင်သေးတယ်နံပါတ်1ကအိတ်တာမနာလိုစိတ်အဲ့ဒီမနာလိုစိတ်ကလည်းဖြေပြောင်းဖို့အလွန်ခဲနေပေါ့လူလောကကြီးကိုအကျိုးမပြုတဲ့မနာလိုစိတ်အယက်သေးစာဆွဲလန်းတဲ့စိတ်ချစ်ခင်ဆွဲလန်းတဲ့စိတ်မုန်းတီးဆွဲလန်းတဲ့စိတ်ဆိုဒီ၄မျိုးဟာပြင်းထန်တဲ့အစွဲ၄မျိုးစိတ်ဆွဲ၄မျိုးလို့ခေါ်တယ်။တမန်အားဖြင့်မှန်ကန်တဲ့အတွေးနဲ့ပယ်ဖြောင်းနိုင်တော့လေအမြစ်ပါပြုတ်အောင်ပယ်ဖြောင်းဖို့ကြတော့မြတ်ဗုဒ္ဓဟောကြားတဲ့ဝိပဿနာကျင့်စဉ်ကိုကျင့်ရမှာဖြစ်တယ်ဝိပဿနာကျင့်စဉ်ကိုကျင့်လို့အမှန်တရားကိုသိမြင်တဲ့အခါမှာထိုစိတ်ဆွဲလန်းမှုတွေရဲ့အရင်အမြစ်ဖြစ်တဲ့အခြေခံဝိမြင့်နှစ်ခုလို့ခေါ်တယ်အဝိဇ္ဇာနဲ့တဏှာဒီနှမျိုးဟာလုံးဝကင်းလို့တော့အဝိဇ္ဇာကိုလည်းဖယ်နိုင်တယ်တဏှာကိုလည်းဖယ်နိုင်တယ်ဝိမြင့်နှစ်ခုစလုံးကိုဖယ်ရှားလိုက်နိုင်ပြီဆိုရင်အခုပြောတဲ့စိတ်ဆွဲလန်းမှုတွေဟာလုံးဝပျောက်ကင်းသွားမှာဖြစ်တယ်ပေါ့